မှာစိုက်ထားတဲ့အရွက်နဲ့ဆိုင်မှာဝယ်စားရတယ်လို့ရတာမျိုးချိုးချင်ကြိုးလေးကြိုးစားကြမယ်ရန်ဆုံးဆုစိတ်ထားတဲ့ထိုင်ဝမ်မုန်ငယ်လေးတွေကိုဖူးပါမယ်ကိုယ်တိုင်စိုက်ထားတာဆိုတော့ဓာတုဆေးဝါးတွေမပါပေးစားရတာပေါ့ရှင်ဒီနေ့အိမ်မှာရှိတာလေးနဲ့လွယ်လွယ်ကူကူနဲ့အရသာရှိအောင်ချက်ပါမယ်ဒီလောက်ဆိုရပါပြီဝတ်သားကိုပပလေးတွေလှီးထားတာပါအရသာအတွက်စားစနွဲအရှိုးမုံနဲ့နေထားလိုက်ပါတယ်ခယူးစီတွေထည့်ဥမှမလို့အစားကိုနည်းနည်းပဲထည့်ပါတယ်တေအိုးပူလာရင်စီထည့်ပါမယ်ကျစ်သွန်ဖြူကိုတပြားရိုက်ပြီးနှုတ်ဆင်းထားတာလေးပါချင်းကိုပပလေးလှီးထားတာလေးကိုထည့်မယ်ကျစ်သွန်နီကိုလေးစိုက်ပြီးချမ်းထားတာနဲ့ငရုတ်သီးအနေတောင်ကိုတစ်ခါလေးထည့်လိုက်ပါတယ်ခုနကနှက်ထားတဲ့ဝတ်သားကိုထည့်ကြော်လိုက်ပါမယ်တကြားထည့်ဖို့မေ့သွားလို့ခုမှထည့်ရပါတယ်တကြားကိုထမဲစုံစုံတစ်စုံထည့်လိုက်ပါတယ်ရှင်ဝတ်သားကနည်းနည်းမှာတော့ရင်နွေးလေးနည်းနည်းလောင်းထည့်လိုက်ပါမယ်အသားလေးတွေနူးတော့အောင်ခဏလေးတည်ထားပါတယ်အသားလေးနူးပြီဆိုတော့ခုနခုထားတဲ့အရွက်တွေထည့်ပါမယ်ငရုတ်ပွားသီးထည့်ပါတယ်အရသာတွေထည့်ပါမယ်ပြီးငတ်ပြားရည်အကြေးထည့်ပါတယ်ခယူးစီထည့်ပါတယ်ပြီးတော့ငပြားရည်လေးထည့်ပါတယ်အရွက်လေးတွေနှောတော့ခဏလေးကြိုထားလိုက်ပါမယ်ကုန်းပုံကြီးကြိုပြောရမလားရှိုးရှင်ကြိုပြောရမလားကိုယ်စိတ်ကူးကောက်တယ်လို့ချက်ထားတာပါအရန်စားလို့ကောင်းပါတယ်ရှင်တငယ်ချင်းတို့ချက်စားကြနော်ကျစ်ပါပြီရှင်စားလိုက်ပါဦးမယ်အားလုံးနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ရှင်ကျမ်းမာပျော်ရွှင်ကြပါစေ